ထမဆုံးတစ်ပုတ်အနေနဲ့မိုင်းဆက်တန်ချက်ကတိုက်ခိုက်ရေးတရင်ကစစ်တီတူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပါကျွန်တော်ကမိုင်းဆက်မြို့အခြေဆိုင်အမှတ်9003တန်ချက်ကတိုက်ခိုက်ရေးတရင်ကစစ်တီတူပါကျွန်တော်တို့တက်ကိုတရင်မှုပြန်နှန်းဝင်အမှတ်ကြီး39698ယာယီတရင်မှုဗိုလ်မှူးကျော်ကိုကအုပ်ချုပ်လျက်ရှိပါတယ်တရားမဲ့လောက်တာကတော့တရင်မှာအစဉ်အဆက်ထိမ့်သိမ်းလာတဲ့ကျိုးမင်တွေကိုထတ်စမော်ပါစောင့်မဲ့နေရနဲ့မလွတ်ဘူးဆိုပြီးအကုန်ခုတ်လဲနေတာပါကျွန်းုံတွေကို square တုံးတွေပြုလုပ်ပြီးတဒံကိုဘတ်ငွေ3000နဲ့3တန်ရောင်းချခဲ့ပါတယ်ရောင်းရငွေကိုတရင်အကျိုးပြုကိစ္စတွေမှာအသုံးမပြုဘဲလိုင်စင်မဲ့ကဝယ်ယူပြီးတောင်ကြီးကိုပို့ဆောင်ရောင်းချပါတယ်အတကြီးတဲ့တရင်မှုဟာသူ့အစဉ်တို့အတွက်6လပြည့်စစ်ဆေးခံဖို့စစ်တီရဲမေတွေကိုအချိန်ပြည့်ခိုင်းပါတယ်ဒါပေမဲ့သူယာရူးတိုးလာတာဟာအောက်လက်ငယ်သားအခြားအဆင့်စစ်တီရဲမေတွေနဲ့ဘာမှမဆိုင်ဘူးလို့ပြောပါတယ်6လပတ်စစ်ဆေးပြီးတဲ့နောက်ဒီဇယ်2ပေပါရောင်းပြီးအရာရှိတွေကြီးပဲစားပွဲတောက်ပွဲပြုလုပ်ကြပါတယ်အခြားအဆင့်စစ်တီရဲမေတဦးတယောက်မှစားပွဲတောက်ပွဲမှာမပါခဲ့ပါဘူးခွေးမဲ့ပြက်ကွက်ဆိုရင်လည်းတရင်ကိုခွဲဝေရရှိတဲ့တပ်သားတစ်မင်းချစ်သူဟာတရင်ကိုရောက်ရှိခြင်းမရှိပဲသွားခေါ်တဲ့လမ်းမှာတင်ထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစစ်တီကိုယာယီတာဝန်ပြပြီးလားစာကိုတရင်မှုကထုတ်ယူသုံးစွဲနေပါတယ်ဒါတွေမကပါဘူးလာရောက်နေထိုင်ခြင်းမရှိတဲ့ရဲမေတွေအတွက်ထောက်ပံ့ကြေးတသိန်းကျပ်စီကိုတရင်မှုကစည်ရင်လိန်ပြပြီးထုတ်ယူသုံးစွဲနေပါတယ်ခြေလင်ကနေကျွန်တော်တို့တက်ကိုပြောင်းလာတဲ့ RSN နဲ့ဒုအရာခံဘိုးတွေကိုလည်းအမြဲဆဲဆိုပါတယ်မင်းတို့ခြေလင်ကပြောင်းလာသူတွေကိုကြည့်လို့မရဘူးဆိုပြီးဆဲတာနားနဲ့ဆက်ဆက်ကြားပါတယ်ငါတရင်မှုငါလုံးရင်ရတယ်ဆိုပြီးငါဆိုတဲ့စကားအောက်မှာစစ်တီတွေကိုအမြဲဆဲဆိုသလိုကိုထိလက်ရောက်လဲကျူးလွန်ပါတယ် ODS ကဆင်းလာတဲ့အရာရှိတအုပ်ကိုလည်းလေဘင်းကနေအင်ကြီးစာဆွဲပြီးမင်းတို့ ODS တွေကိုအထင်မကြီးဘူးလို့ပြောလဲပြောဖက်နှက်နဲ့လဲပါရိုက်ခဲ့ပါသေးတယ်အဆိုးဆုံးကတော့တန်ချက်ကတရင်မှုဖြစ်ပါရဲ့နဲ့တိုက်ရင်တွေအတွက်နိုင်ငံတော်ကထုတ်ပေးထားတဲ့73စီတွေကိုတိုက်ရင်နှိုးဆန်းမလုပ်ဘဲရောင်းစားတာပါဒါကိုအထက်ကတည်အောင်တင်ဆက်ပေးပါလို့စာရေးသားပေးပို့ထားတာပဲဖြစ်ပါတယ်ဒီစာအုပ်ဖတ်ပြီးတော့ကြည့်လိုက်ရတာဆိုလို့ရှိရင်တော့တရင်မှုတွေဟာတတက်ပြီးတတက်ပြောင်းကြတယ်ပြီးလို့ရှိရင်တက်မှာရှိတဲ့ကျွန်းနေစသဖြင့်ပေါ့နော်ရှိသမျှအရာတွေအကုန်လုံးကိုသူတို့ကရောင်းချသွားခဲ့တယ်တရင်မှုကတော့အိတ်ဖောင်းပြီးပြန်သွားပေမဲ့ကြံခဲ့တဲ့တက်ကတော့အလူးလူးအလိမ့်လိမ့်နဲ့ကြံခဲ့ရတယ်နောက်တရင်မှုလာတဲ့အခါမှာလည်းဒီလိုနဲ့တက်မှာရှိတဲ့အရာတွေကပြောင်းပြီးပြောင်းဖြစ်နေတာကိုလည်းတွေ့ရပါတယ်ဒါကတော့တက်ကစစ်တီတွေပေးပို့ထားတဲ့ဒါတတက်စာပဲရှိပါသေးတယ်ပေါ့နော်နောက်ထပ်ဒီလိုအလားတူတရင်များစွာလည်းရှိနေတာကိုသိရပါတယ်